သူမရဲ့တငယ်ချင်းတွေနဲ့လေရင်ခီးသွားဖို့စီစဉ်ထားခဲ့ပေမဲ့ Lexa ကသူမရဲ့ခီးစဉ်ပြတ်သွားတဲ့အတွက်ဒူတို့အဖွဲ့နဲ့အတူလိုက်လာမယ်လို့ပြောပါတယ်။အားလုံးကားထဲဝင်ပြီးနောက် Lexa က group selfie တပုံရိုက်ပြီး social media မှာတင်ကလူတိုင်းကိုထိလုပ်လိုက်ပါတယ်။ဒါပေမဲ့ Hannah ရဲ့အခန့်ကိုမတွေ့လို့ Lexa အံ့ဩသွားပါတယ်။ Hannah ကသူမမှာ social media မရှိဘူးလို့ပြောပါတယ်။သူမက programmer ဖြစ်တဲ့အတွက်နည်းပညာကဘလောက်အန္တရာယ်ရှိနိုင်လဲဆိုတာကောင်းကောင်းသိထားသူပါ။နာရီအနည်းငယ်ကြာပြီးနောက်သူငှားထားတဲ့ smart house ရဲ့ gate ကိုသူတို့ရောက်လာကြပါတယ်။အိမ်ထဲဝင်ဖို့ app တစ်ခုကို download လုပ်ပြီး login ဝင်ရပါတယ်။လူတိုင်းလုပ်ကြပေမဲ့ Hannah တယောက်ပဲမလုပ်ပါဘူး။ gate ဖွင့်သွားပြီးအဖွဲ့ဝင်တွေကအလွန်လှပတဲ့မြင်ကွင်းကြောင့်အံ့ဩနေကြပါတယ်။သူတို့ကသူ့မှာအိမ်တော့မရခဲ့ဘူးလို့သတိထားမိပါတယ်။ဒါပေမဲ့ Mark ဆိုတဲ့ရဲ့စနစ်ကသူ့မျက်လုံးကို scan လုပ်ပြီးသူ့နာမည်နဲ့ကြိုဆိုကတကားကိုဖွင့်ပေးပါတယ်။ living room နေရာပေါ်မှာ Mark ကအဖွဲ့ဝင်တိုင်းအတွက် animated elevator ပါတဲ့ presenter လိုက်ပါတယ်။ရုတ်တရက်စပွဲပေါ်ကနေဆက်လက်တံတွေထွက်လာပြီးလူတိုင်းအတွက်ရှောက်အရက်တွေလောင်းပေးပါတယ်။အားလုံး cheer လုပ်ကြပြီးနောက်အိမ်ကိုလှည့်လည်ကြည့်ကြပါတယ်။အိမ်ထဲမှာရှိတဲ့အဆင့်မြင့်ပစ္စည်းတွေနဲ့အဆင်ပြေမှုတွေကြောင့်သူတို့အရန်ကြိုက်နှစ်သက်ကြပါတယ်။ Mark ကအခန်းတိုင်းကိုလူတယောက်ချင်းစီရဲ့အကြိုက်လိုက်ပြင်ဆင်ထားပါတယ်။ Devon နဲ့မရှိတဲ့အတွက်နယံအယောင်တွေပြောင်းပြီးသူမှပါကြိုက်လဲဆိုတာမေးနေပါတယ်။ Hannah နယံကိုထိကြည့်တော့တုတ်ထားတဲ့ဆေးကအရန်ကက်ကက်ဖြစ်နေပါတယ်။ပြီးတော့ Mark ကကြောင်လေးတွေနဲ့အမျိုးသားလှပသူတွေရဲ့ပုံတွေကိုပြသလာပါတယ်။မအစင်မပြေခံစားရတဲ့ Hannah ကအခန်းထဲကထွက်ပြီးတငယ်ချင်းတွေထံပြန်သွားပါတယ်။ Drew က message share ပေါ်မှာအနားယူနေချိန်ရုတ်တရက်အော်တန်တစ်ခုကြားလိုက်ပါတယ်။အဖွဲ့ဝင်တွေကရေကူးဝတ်စုံပြောင်းပြီးတစ်နေ့လုံးရေကူးကစားပြီးပျော်ရွှင်နေကြပါတယ်။ Devon နဲ့ Kayla ကသူတို့အခန်းမှာမျက်နှာချက်ပေါ်မှာမှန်တစ်ချက်တွေ့ပါတယ်။ Lexa ကတော့သူမအခန်းနံရံတွေနဲ့အိမ်သာမှန်ထဲမှာပါ social media screen တွေပါရှိတာကိုတွေ့ရပါတယ်။ Drew ကတော့သူ့စုတွေအားလုံးထားတဲ့ shelf တစ်ခုကိုတွေ့ပြီးအံ့ဩသွားပါတယ်။ Mark ကဒီအိမ်ဟာကြီးမားတဲ့သုံး printer တစ်ခုလိုလဲလုပ်ဆောင်နိုင်တယ်လို့ရှင်းပြပါတယ်။မီးဖိုခန်းမှာ Clay က cooking bucket ကိုသုံးပြီးသူကြိုက်တဲ့အစားအစာတွေပြင်ဆင်ခိုင်းပါတယ်။ Hannah သူမအခန်းထဲဝင်လိုက်တဲ့အခါတကားကအလိုအလျောက် lock ဖြစ်သွားပါတယ်။ May